စွမ်းကွန်ညာဟန်စာဘူမိုနဲ့အာမတ်ဇဘူတို့ကတဲ့ဇက်ပွဲဆိုပြီးတော့နာမည်ပေးရမလို့ဖြစ်နေပြီမိုက်ကယ်ကာရီလက်ထက်မှာတော့မန်ချက်စတာယူနိုက်တက်တင်ကဘောလုံးတင်လာဇက်ဖွဲ့လာဆိုရင်မရလောက်အောင်အကားလာတွေမြန်မြန်ဆန်ဆန်နဲ့အတူပြိုင်ဘက်သင်းတွေကိုဇက်တိုက်အနိုင်ပြနေကြတော့မြင်တွေ့ထားရပါတယ်ဒီကနေ့ညဆိုရင်လည်းမန်ချက်စတာယူနိုက်တက်တင်ကဖူဟမ်တင်ကိုအင်္ဂလန်အိုထရာဖို့မှာအခန်ကစားသွားခဲ့ပြီးတော့တိုက်ဆုံဘန်ဂျမင်ဆက်စကိုရဲ့သွင်းကိုနဲ့အတူ3-2 နဲ့နိုင်ရရှိသွားခဲ့ကြပါတယ်မန်ချက်စတာယူနိုက်တက်တော့ချိုမင်းနဲ့နောက်ထပ်နိုင်ပွဲတစ်ပွဲကိုပိုင်ဆိုင်သွားခဲ့ကြလို့ဆိုရမှာပါအသင်းစီမိုက်ကယ်ကာရီရောက်လာပြီးကလေးကမန်ချက်စတာယူနိုက်တက်အသင်းဟာတောက်လျှောက်ဆိုသူနိုင်ပွဲတွေဆက်နေပြီးတော့ခုဆိုရင်ပရီးမီးယားလိ3ပွဲဆက်နိုင်ပွဲတွေရယူပြနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ဒါနီပြအမိုရင်တယောက်မန်ချက်စတာယူနိုက်တက်အသင်းနဲ့တူပွဲဆက်အများဆုံးနိုင်ပွဲရရှိထားတဲ့မှတ်တမ်းတစ်ခုဖြစ်ပြီးအဲ့ဒီမှတ်တမ်းကိုမိုက်ကယ်ကာရီက3ပွဲနဲ့စွမ်းဆောင်ပြသွားခဲ့တာဖြစ်ပါတယ်မိုက်ကယ်ကာရီလက်ထက်မှာမန်ချက်စတာယူနိုက်တက်ရဲ့ကစားကွက်ကတော်တော်လေးထူးဆန်းနေတဲ့အချက်ချို့လည်းရှိနေပြန်ပါသေးတယ်အဲ့ဒါတော့ထောင်တိုင်းမှုစစ်ကိုပွဲထက်ကစားမဖြစ်တဲ့အသုံးပြုခြင်းမရှိတာပါပဲဘန်ဂျမင်ဆက်စကိုကိုဒုတိယပိုင်းရောက်မှသာလူစားလဲမှုပြုလုပ်လေးရှိပြီးတော့ထောင်တိုင်းစင်တွေအတွက်အမ်ပမိုကိုညာစတဲ့ဇာမညောက်ကိုအလဲကျကစားစီကြတော့မြင်တွေ့ထားရတာပါမန်စီးတီးအာဆနယ်တို့အနိုင်ခဲ့တဲ့ပွဲတွေမှာဆိုရင်ကိုညာနဲ့အမ်ပမိုကိုတပြိုင်တည်းအသုံးပြုသွားမျိုးမရှိဘဲနဲ့အမ်ပမိုတိုင်းစင်နေရအတွက်ပွဲထုတ်ခဲ့ပြီးတော့ဒုတိယပိုင်းရောက်တဲ့အချိန်မှမာသစ်ကိုညာထည့်သွင်းအသုံးပြုထားခဲ့တာဖြစ်ပါတယ်ဒါမှလည်းကန်နာရီနဲ့ပွဲတွေမှာအားထားတဲ့ပက်ထရစ်ဒေါကူကဒဏ်ရာပြဿနာရခဲ့တဲ့အတွက်ဖူဟန်နဲ့ပွဲတွေမှာတော့ကိုညာအမ်ပမိုတို့နဲ့အတူတူပွဲထုတ်လာပြီးတော့တိုင်းစင်မှာကိုညာအမ်ပမိုနဲ့အာမက်ဒီယာလိုတို့နဲ့အတူဖူဟန်သင်းခံစစ်ကိုဖြိုခွင်းမှုပြင်ဆင်လာတာပါမန်ချက်စတာယူနိုက်တက်တင်တိုင်းစစ်ကဖူဟမ်သင်းခံစစ်ကိုဖြိုခွင်းမှုမိနစ်20တောင်မကြာလိုက်ဘူးလို့ဆိုရမှာဖြစ်ပြီးပန်နယ်တီခွင့်ပြုပေးမလို့ဘာလို့ဖြစ်ပြီးတော့မှပြစ်ဒဏ်မောဆိုပြီးတော့တတ်မှတ်သွားခဲ့မယ်ဘရူနိုဖာနက်တက်ရဲ့ပေးပို့မှုကနေကက်စမဲရိုကအဆုံးသတ်သွားခဲ့တဲ့အတွက်ယူနိုက်တက်တို့အဖွင့်ကိုစတင်ရသွားခဲ့တာဖြစ်ပါတယ်ပထမအတွင်းမှာတော့ကိုမရှိနဲ့ပြီးဆုံးနေခဲ့သူဒုတိယပိုင်းရောက်တဲ့အချိန်မှာတော့ဖူဟမ်သင်းဟာဘောလုံးကိုင်ကစားနေပြီးတော့ယူနိုက်တက်အသင်းဘက်ကိုဒိုင်းစစ်စင်မှုတွေလောက်ကစားနေကြတာမြင်တွေ့ခဲ့ရပါတယ်ဖူဟမ်တို့ခြေပါကိုရသွားတော့မလားဆိုတော့စောင့်ကြည့်နေခဲ့တဲ့အချိန်မှာမန်ချက်စတာယူနိုက်တက်ကဒုတိယမြောက်ဂိုးသွင်းသွားပါတယ်အဲ့ဒီကတော့ကက်စမဲရိုနဲ့မာသစ်ကိုညာတို့ရဲ့နားလည်မှုနဲ့ရသွားတာဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီးကက်စမဲရိုရဲ့လိုက်တင်လေးမျောပေးလိုက်တဲ့ဘောလုံးကိုညာဂိုးမိုက်တောင်ကျင်းတဲ့ကိုအပြင်းကံပြီးတော့သွင်းသွားခဲ့တာပါ။နောက်ကိုပြနဲ့ဥဆောင်ထားနိုင်ခဲ့တဲ့အချိန်မှာကိုညာနဲ့ကက်စမဲရိုကိုထုတ်ပြီးတော့ဆက်စကိုနဲ့ဥကာဒေတို့နှစ်ယောက်ကိုထည့်သွင်းသုံးပြပြီးတဲ့နောက်ပိုင်းမှာတော့မန်ချက်စတာယူနိုက်တက်တင်ဖူဟမ်ကိုခြေပါကိုတွေဇက်တိုက်ဆိုသလိုခွင့်ပြုပေးသွားခဲ့ရပါတယ်။85မိနစ်မှာဖူဟမ်တို့ပန်နယ်တီရရှိသွားခဲ့ပြီးတော့ရာဟီမီနက်စ်ကအမိုင်းမရှိကန်သွင်းသွားခဲ့တယ်လို့မိနစ်90ပြည့်လို့နာကျင်ချိန်ပုံ10မိနစ်မှာလူစားဝင်တိုက်စစ်မှုကယ်ဗင်ကဖူဟမ်တို့ဒုတိယမြောက်ကိုရယူပေးသွားခဲ့တဲ့အတွက်တစ်ဖက်နှစ်ကိုးစီဖြစ်သွားခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်အသင်းအတွက်ကတော့မန်စီးတီးအာဆနယ်တို့ကိုဖြုတ်ပြခဲ့ပြီးဖူဟန်နဲ့ရောက်မှရပ်တန့်သွားတော့မလားဆိုတော့ထင်မှတ်နေခဲ့တဲ့အချိန်မှာပဲပွဲပြီးကနေမိနစ်ပိုင်းလေးလိုမှဘန်ဂျမင်ဆက်စကိုကမန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက်ပျော်ရွှင်သွားစေမယ့်နောက်ကျအနိုင်ကိုသွင်းပေးသွားပါတယ်ဆက်စကိုရဲ့သွင်းကပရိသတ်တွေအတွက်ဂျီနူပီတီတွေဖြစ်ခဲ့ရသလိုအမ်ဘူမိုကိုညာနဲ့အာမတ်ဒီယာလိုတို့ရဲ့ဖူဟန်အသင်းဘက်ကိုသွင်းခဲ့တဲ့ဒုတိယကိုသွင်းပြီးခဲ့တဲ့အချိန်မှာတောင်းတာဖြောပြေကပြမှုဟာဇမင်းသားတွေလားထင်မှတ်ရလောက်မြန်မြန်ဆန်ဆန်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုဒီမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ရှိကြဖို့လည်းဖိတ်ခေါ်ပါရစေကျွန်တော်ရဲ့ page လေးကို like and follow မနေရသေးဘူးဆိုရင်နှိပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျစုံလီကြည့်ပြအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်